အားလုံးပဲမင်္ဂလာပါ KB ဝေပေးဘိုင်းနဲ့ပေးပယ်တို့နဲ့ပတ်စံထုတ်လို့ရတဲ့ Telegram ဘော်လေးတစ်ခုကိုပြောပြပေးမှာဖြစ်ပါတယ်မြန်မာနိုင်ငံကထုတ်လုပ်ထားတဲ့ Telegram ဘော်လေးတစ်ခုဖြစ်တာကြောင့်မလို့ပတ်စံထုတ်ရမှာဆိုရင်KB ဝေပေးဘိုင်းနဲ့ပေးပယ်တို့နဲ့လောပတ်စံတရားရခိုင်နှုန်းထုတ်လို့ရမှာပဲဖြစ်ပါတယ်စိတ်ဝင်စားတဲ့ဆိုရင်ကျွန်တော်ရဲ့ဗီဒီယိုလေးကို like and share လေးလုပ်ပြီးတော့ကျွန်တော်ရဲ့ channel လေးကိုလည်း subscribe ပါလေးနှိပ်ထားပြီးဖို့တောင်းဆိုချင်ပါတယ်Okay ကျွန်တော်အခုပြောပြပေးမယ့် Telegram ဘော်လေးကဆိုရင်မြန်မာနိုင်ငံကထုတ်လုပ်ထားပြီးတော့ကိုလူတို့အနေနဲ့ပတ်စံထုတ်ဖို့ဆိုရင် KB ဝေပေးဘိုင်းနဲ့ပေးပယ်တို့နဲ့လွယ်လွယ်ကူကူပတ်စံထုတ်လို့ရမှာဖြစ်ပါတယ်ပတ်စံစာပုစာနီးပတ်စံထုတ်ဖို့ထုံနည်းလေးကိုအသေးစိတ်ပြောပြပေးမယ်ပေါ့နော်ကိုလူတို့က Telegram ဘော်လေးထက်ကိုဝေမယ်ဆိုရင် comment အောက်မှာချပေးထားတဲ့လေးကနေတစ်ချက်ဝေလိုက်ပေါ့နော်ဟုတ်ပြီဒီလိုဝေလိုက်ပြီဆိုရင်ကိုလူတို့ကဒီ Telegram ဘော်လေးထက်ကိုရောက်စီလာမှာဖြစ်ပါတယ်ထုတ်လုပ်သူကဆိုရင်ပေါ့နော်မြန်မာနိုင်ငံကထုတ်လုပ်ထားတဲ့ဘော်လေးတစ်ခုဖြစ်တာကြောင့်မလို့ပတ်စံထုတ်ရမှာဆိုရင်လည်းပဲ KB ဝေပြီးဘိုင်းနဲ့ပေးပယ်တို့နဲ့ပတ်စံထုတ်လို့ရမှာဖြစ်ပါတယ်။ Okay ဒီနေရာလေးကိုရောက်စီလာပြီဆိုရင်ကျွန်တော်တို့ကဒီအောက်ကစတန်ဆိုတဲ့နေရာလေးကိုတစ်ချက်နှိပ်ပေးလိုက်ပေါ့နော်။ Okay ဒီနေရာလေးမှာဆိုရင်ကျွန်တော်တို့ကဒီလိုစာလေးပေါ်လာမယ်ပေါ့နော်။ Open when app ဆိုတဲ့ဒီကောက်လေးကိုကျွန်တော်တို့တစ်ချက်နှိပ်ပေးလိုက်ပါ။ Okay ဒီလိုနှိပ်ပေးလိုက်ပြီဆိုရင်ဒီဘော်လေးထက်ကိုကျွန်တော်တို့ရောက်စီလာမယ်ပေါ့နော်။အပေါ်မှာဆိုရင်ကျွန်တော်တို့က daily ပေါ်နေဒီကောက်လေးကဆိုရင်ပေါ့နော်။တနေ့ကိုတစ်ချိန်ကျွန်တော်တို့ရယူလို့ရမှာဖြစ်ပါတယ်။ Okayဒီနေရာလေးမှာဆိုရင်ကျွန်တော်တို့ကဒီအောက်ကစတက်ဂိတ်ဆိုတဲ့နေရာလေးကိုကျွန်တော်တို့တစ်ချက်နှိပ်ပေးလိုက်ပေါ့နော်ဟုတ်ပြီဒီလိုနှိပ်ပေးလိုက်ပြီဆိုရင်ဒီအောက်မှာကျွန်တော်တို့က AD ဆိုပြီးတော့ဒီကောင်လေးပေါ်လာမှာဖြစ်ပါတယ်ပေါ်လာပြီဆိုရင်ကျွန်တော်တို့ခဏလေးစောက်ပေးလိုက်ပါခဏလေးစောက်ပေးလိုက်ရုံနဲ့ဒီလိုကျွန်တော်တို့ကြော်ညာလေးတိတ်လာမှာဖြစ်ပြီးတော့ဒီအပေါ်မှာဆိုရင်ကျွန်တော်တို့ကအပြာရောင်ထန်းလေးပေါ့နော်ဒီကောင်လေးကကျွန်တော်တို့ကြော်ညာတုပ်ဖို့ကြည်ပေးရမှာဖြစ်ပါတယ်ဒီကောင်လေးကျွန်တော်တို့ကြော်ညာလေးတွေကြည်ပေးလိုက်ပေါ့နော်ကြော်ညာလေးတွေကျွန်တော်တို့အပြာရောင်ထန်းလေးတွေကျွန်တော်တို့တုပ်ခုပြီးသွားတဲ့အခါမှာဆိုရင်ကိုလူတို့ကဒီလိုဂိတ်လေးပေါ်လာမှာဖြစ်ပါတယ်ဂိတ်လေးပေါ်လာပြီဆိုရင်ကျွန်တော်တို့ကဒီထက်ကနေပေါ့နော်ဒီအမက်ရကွယ်လေးထက်ကိုကျွန်တော်တို့ကလိမ့်နဲ့တစ်ချစ်ထောက်လိုက်ပေါ့နော်ဒီလိုထောက်လိုက်တဲ့အခါမှာဆိုရင်ကျွန်တော်တို့ဘုံနှိမ့်မိသွားတဲ့ဆိုရင်ကိုလူတို့ကဂိတ်ကစားခြင်းကဆုပ်ဆုံးမှာပဲဖြစ်ပါတယ်ကျွန်တော်တို့ကပြန်လဲကစားမဲ့ဆိုရင်ဒီမှာကျွန်တော်တို့ဒီကောင်လေးကိုတစ်ချစ်နှိပ်ပြီးတော့ဒီဂိတ်လေးတွေကိုပြန်လဲကစားလို့ရမှာဖြစ်ပါတယ်တကယ်လို့ကျွန်တော်တို့ကဂိတ်လေးတွေနှိုက်တဲ့အခါမှာဆိုရင်ပေါ့နော်ဒီကွိုင်လေးတွေရရှိလာမှာဖြစ်ပါတယ်โอเคဒီနည်းနဲ့ကိုလူတို့ကကြော်ညာလေးတွေကြည့်မယ်သူပေးထားတဲ့ဂိတ်လေးတွေကိုကစားမဲ့ဆိုရင်ကွိုင်လေးတွေရရှိလာမှာဖြစ်ပါတယ်โอเคနောက်ထပ်တစ်ခုအနေနဲ့ကျွန်တော်တို့ဒီအောက်က1ဆိုတဲ့နေရာလေးပေါ့နော်ဒီကောင်လေးကိုတစ်ချက်နှိပ်ပေးလိုက်ပေါ့Okay ဒီလိုနှိပ်ပေးလိုက်ပြီဆိုရင်ဒီနေရာလေးမှာသူကကြော်ညာဗီဒီယိုလေးတွေကိုကျွန်တော်တို့ငါးပုတ်ပေးထားမှာဖြစ်ပါတယ်ကျွန်တော်တို့ကတစ်ခုကိုကြည်ပေးလိုက်မယ်ဆိုရင်ဒီအပေါ်ဆုပ်ကဒီကောင်လေးကိုတစ်ချက်နှိပ်ပေးလိုက်ပေါ့နော် Okay နှိပ်ပေးလိုက်ပြီဆိုရင်ကျွန်တော်တို့ကကြော်ညာဗီဒီယိုလေးတွေကြည်လို့ပြီးသွားတဲ့အခါမှာဆိုရင်ပေါ့နော်အပေါ်မှာစက္ကန့်လေးရင်းနေမှာဖြစ်ပါတယ်ဒီစက္ကန့်လေးပြီးသွားတဲ့အခါမှာဆိုရင်ကျွန်တော်တို့ကဒီလိုကွိုင်လေးတွေရရှိလာမှာဖြစ်ပါတယ်ဒီကောင်လေးကကျွန်တော်တို့ကြော်ညာတစ်ပုတ်ကြည်ပေးလိုက်ပြီဆိုရင်ပေါ့နော်နံပါတ်1ကပျောက်သွားမှာဖြစ်ပြီးတော့နံပါတ်2နံပါတ်3နံပါတ်4နံပါတ်5ဒီလိုကျွန်တော်တို့အနေထားကြံခက်မှာပေါ့နော်တကယ်လို့နံပါတ်2ကိုကြီးလိုက်ပြီဆိုရင်နံပါတ်3ပဲကျွန်တော်တို့ကြံခက်မယ်ပေါ့နော်ဒီလိုအနေထားနဲ့ကိုလူတို့ကကြော်ညာကြည့်ပြီးတော့ quite လေးတွေစောက်ပြီးလို့ရမှာဖြစ်ပါတယ်โอเคနောက်ထပ်တစ်ခုအနေနဲ့ကျွန်တော်တို့ဒီမှာ gate ဆိုတဲ့နေရာလေးတက်ကိုတစ်ချေဝေလိုက်ပေါ့နော်ဟုတ်ပြီဝယ်လိုက်ပြီဆိုရင်ဒီနေရာလေးမှာသူပေးထားတဲ့ဒီစပေလေးတွေကိုပေါ့နော်ကျွန်တော်တို့ကလှည့်ပြီးရမှာဖြစ်ပါတယ်တနေ့ကိုသူက3ချိန်ပေးထားမှာပေါ့နော်တကယ်လို့3ချိန်တည်းပို့ပြီးတော့လှည့်ချင်တဲ့သူတွေဆိုရင်ဒီမှာသူပေးထားတဲ့184 space ပေါ့နော်ဒီကောင်လေးကိုကျွန်တော်တို့ကြော်ညာကြည့်ပြီးတော့လေကိုလူတို့ကဒီစပေလေးတွေကိုလှည့်လို့ရမှာဖြစ်ပါတယ်โอเคနောက်တစ်ခုအနေနဲ့ကျွန်တော်တို့ invite ဆိုတဲ့နေရာလေးတစ်ချက်နှိပ်ပြလိုက်ပေါ့နော်ဒီနေရာလေးမှာကျွန်တော်တို့က invite လေးလုပ်ချင်တဲ့သူတွေဆိုရင်ကျွန်တော်တို့ရက်ကိုပိုင်လေးကိုဒီနေရာလေးမှာ copy ယူပြီးတော့ကိုလူတို့က invite file တွေလုပ်လို့ရမှာဖြစ်ပါတယ်။ Okay နောက်တစ်ခုအနေနဲ့ကျွန်တော်တို့ဒီမှာ about ဆိုတဲ့နေရာလေးဆက်ကိုတစ်ချက်ဝေကြည့်မယ်ပေါ့နော်။ဝေကြည့်လိုက်ပြီဆိုရင်ဒီနေရာလေးမှာကျွန်တော်တို့ကပတ်စံထုတ်လို့ရမယ်။နေရာလေးကိုရောက်စီလာမှာဖြစ်ပါတယ်။အပေါ်ဆုံးမှာဆိုရင်ကျွန်တော်တို့က UNDT လို့သူကပြောပြထားမှာဖြစ်ပါတယ်။ဒီကောင်လေးတွေကိုကျွန်တော်တို့ပျောက်ဆွေးလုပ်မယ်ဆိုရင်ဒီမှာမျောလေးကိုတစ်ချက်နှိပ်ပေးလိုက်ပေါ့နော်။ဟုတ်ပြီမျောလေးကိုနှိပ်ပေးလိုက်ပြီဆိုရင်ကျွန်တော်တို့ဒီမှာဆိုရဲပတ်စံထုတ်လို့ရမယ် wallet တွေကိုသူကပြပေးထားမှာဖြစ်ပါတယ်အပေါ်ဆုံးမှာဆိုရင်ကျွန်တော်တို့က UNDT နဲ့ပတ်စံထုတ်လို့ရမယ်ပေါ့နော်ဒီ Crypto wallet တွေကဘိုင်းနဲ့ OKX ဘိုင်ဘီအစောစီလက် Crypto exchange တွေနဲ့ကျွန်တော်တို့ကပတ်စံထုတ်လို့ရတယ်ပေါ့နော်ဒီအောက်မှာဆိုရင် PayPal နဲ့ထုတ်ချင်တဲ့သူတွေဆိုရင်လည်း PayPal နဲ့ထုတ်လို့ရမယ်ပေါ့နော်တကယ်လို့
KB တို့နဲ့ဓာတ်ရိုက်ထုတ်ချင်တဲ့သူတွေဆိုရင်လည်းပဲဒီမှာ KB နဲ့ထုတ်လို့ရမှာဖြစ်ပါတယ်ဝေပေးနဲ့ဓာတ်ရိုက်ထုတ်ချင်တဲ့သူတွေဆိုရင်ကျွန်တော်တို့ဝေပေးနဲ့ပတ်စံထုတ်လို့ရမယ်ပေါ့နော်ပထမအနေနဲ့ကျွန်တော်ကဒီ USDT လေးကိုတစ်ချက်ပြောပြပေးမှာဖြစ်ပါတယ် Okay USDT လေးကိုကျွန်တော်တို့တစ်ချက်ရွေးပေးလိုက်ပြီးဆိုရင်ပေါ့နော်ဒီအောက်မှာကျွန်တော်တို့က address ကိုပေါ့နော်ကျွန်တော်တို့ကဘိုင်းနဲ့အိတ်ချိန်မှာတွားပြီးတော့ယူပေးရမယ်ပေါ့နော်ဒီအကြောင်းအရာအသေးစိတ်ကိုကျွန်တော်ဒီငွေထုတ်တဲ့အခါမှာဒီပြန်လဲပြောပြပေးသွားမယ်ပေါ့နော်ကိုလူတို့အနေနဲ့ဒီ KB ဝေပေးတို့နဲ့ပတ်စံထုတ်လို့ရတာဖြစ်တာကြောင့်မလို့အမြောက်အဖြစ်ကျွန်တော်တို့ KB ဝေပေးတို့နဲ့ပဲပတ်စံထုတ်ကြမယ်ပေါ့နော် Okay နောက်တစ်ခုအနေနဲ့ကျွန်တော်ဒီ PayPal အကြောင်းလေးကိုပြောပြပေးမှာဖြစ်ပါတယ် Okay ကျွန်တော်တို့က PayPal လေးကိုတစ်ချက်ရွေးပေးလိုက်ပြီးဆိုရင်ဒီအောက်မှာကျွန်တော်တို့ PayPal က free ထားတဲ့ Gmail ဖြစ်ဖြစ် email ဖြစ်ဖြစ်ပေါ့နော်ဒီနေရာလေးမှာထည့်ပေးလိုက်ပေါ့ဒီအောက်မှာဆိုရင်သူပြောထားတာလေးကကျွန်တော်တို့ထုတ်ယူမဲ့ quite ပမာဏကဆိုရပေါ့နော်ဒီကျွန်တော်တို့ announcer quite တသိစီထားဖို့တော့လိုမှာဖြစ်ပါတယ် quite တသိပြီးတာနဲ့ဒီထက်ကနေကျွန်တော်တို့ပတ်စံထုတ်လို့ရမယ်ပေါ့နော်ဟုတ်ပြီနောက်တစ်ခုအနေနဲ့ KB နဲ့ကျွန်တော်ပြောပြပေးမှာဖြစ်ပါတယ်KB နဲ့ပတ်စံထုတ်ချင်တဲ့သူတွေဆိုရင်ကျွန်တော်တို့ကဒီနေရာလေးမှာဒီလိုရွေးပေးထားရမှာပေါ့နော်ရွေးပေးထားလိုက်ပြီးဆိုရင်ဒီအောက်မှာကျွန်တော်တို့ကဒီအောက်မှာကျွန်တော်တို့ကပေါ့နော်အကောင့်ဖေထားတဲ့ nail လေးကိုထည့်ပေးရမှာဖြစ်ပါတယ်ဒီအောက်မှာဆိုရင်အကောင့်ဖေထားတဲ့ဖုန်းနံပါတ်လေးကိုထည့်ပေးရမှာပေါ့နော်ဒီအောက်မှာဆိုရင်ထုတ်ယူမဲ့အမှောင်လေးကိုကျွန်တော်တို့ကထည့်ပေးရမှာဖြစ်ပါတယ်โอเคနောက်တစ်ခုအနေနဲ့ကျွန်တော်တို့ဒီဝေပေးနဲ့ပတ်စံထုတ်တဲ့နီလန်းလေးပေါ့နော်ဝေပေးနဲ့ပတ်စံထုတ်မဲ့ဆိုရင်ဒီညလည်းမှာကျွန်တော်တို့ကဝေပေးအနေနဲ့ရွေးချယ်ပေးထားရမှာဖြစ်ပါတယ်ဒီအောက်မှာဆိုရင်အပေါင်းနေပေါ့နော်ကျွန်တော်တို့ဝေအကောင့်ဖေထားတဲ့ဒီကျွန်တော်တို့ nail လေးကိုထည့်ပေးလိုက်ပေါ့နော်ဒီအောက်မှာဆိုရင် wait account fit ထားတဲ့ဖုန်းနံပါတ်လေးကိုထည့်ပေးလိုက်ပါဒီအောက်မှာဆိုရင်ကျွန်တော်တို့ထုတ်ယူမဲ့ပမာဏလေးကိုထည့်ပေးလိုက်ပြီးဆိုရဲကျွန်တော်တို့ကဒီမှာ withdraw ဆိုတဲ့နေရာလေးကိုနှိပ်ပေးလိုက်ရုံနဲ့ကိုလူတို့ကဒီထက်ကနေပတ်စံလွယ်လွယ်ကူကူနဲ့ထုတ်လို့ရပြီပေါ့နော်ဒီဘော်လေးကမြန်မာနိုင်ငံကထုတ်လုပ်ထားတာဖြစ်တာကြောင့်မဲ့လို့ကိုလူတို့အနေနဲ့တကယ်လို့ဒီထက်ကနေပတ်စံထုတ်လို့မရတဲ့အခါမှာဆိုရပေါ့နော်မြန်မာနိုင်ငံကထုတ်လုပ်ထားတဲ့သူကိုစစ်သွဲပြီးတော့ကျွန်တော်တို့ကအကြောင်းကြားလို့ရမှာဖြစ်ပါတယ်ဒီလိုကျွန်တော်နောက်ထပ်ဗီဒီယိုမှာဆိုရင်အသေးစိတ်ဒီ Telegram channel ထောက်တဲ့သူတွေ Telegram ဘောထုတ်လုပ်တဲ့သူတွေကိုလည်းကျွန်တော်အသေးစိတ်ပြောပြပေးသွားမှာဖြစ်တာကြောင့်မလို့ပေါ့နော်နောက်ထပ်ဗီဒီယိုမှာငွေထုံးနည်းနဲ့တူကျွန်တော်တို့ပြန်လည်ဆုံတွေ့ကြပါမယ်